ခလီယောလူကြီးပါအကြိုက်တွေ့စေမဲ့အရန်မွေပြီးစားလို့ကောင်းတဲ့ကြက်သားချွတ်တုပ်လုံးနည်းလေးကိုမျှဝေပေးလိုက်ပါတယ်။အရင်ဆုံးကြက်ပေါင်သား၃လုံးကိုအိုးထဲမှာထည့်ပေးပြီးရေလေးတစ်ခွက်လောက်ထည့်ထားပေးလိုက်ပါမယ်။နောက်ထပ်ဂျင်းကြက်သွန်မိတ်ကုတ်ကင်းဝိုင်ထည့်ပြီးတော့ပြုတ်ထားပေးလိုက်ပါ။အပေါ်မှာမြုပ်လေးထားလာပြီးဆိုရင်တော့ဆယ်ထားပေးပြီးတော့မီးအေးလေးနဲ့ပဲနိုင်ဝက်လောက်ထပ်ပြုတ်ထားပေးလိုက်ပါမယ်။ရသွားရင်တော့ဆယ်ထားပေးပြီးတော့အေးဆက်နေတဲ့ရေခဲရည်ထဲမှာစိမ်ထားပေးလိုက်ပါနောက်ထပ်အိုးထဲမှာစီးထည့်ပေးပြီးတော့ကြက်သွန်နီကြက်သွန်မိတ်နနက်ပွင့်ဝါကြောင်စည်းတို့ကိုထည့်ပြီးတော့ရွှေအောင်တန်းလာတဲ့အထိကြော်ပေးလိုက်ပါမယ်အနက်လေးမွေးပြီးရွှေအောင်ပြောင်းလာပြီဆိုရင်တော့ကြော်ထားအလေးတွေကိုစီစစ်ပြီးတော့ဆယ်ထုတ်ထားပေးလိုက်ပါမယ်နောက်ထပ်ပကံလုံးထဲမှာကြက်သွန်မိတ်ကြက်သွန်ဖြူနှမ်းထည့်ပေးပြီးခုနကကြော်ထားတဲ့စီလေးတွေကိုအပေါ်ကနေလောင်းပေးလိုက်ပါမယ်ပြီးရင်တော့စားကြက်သားမုံတကြားငရုတ်ကောင်းမုံထည့်ပေးပြီးပဲငှက်ပြားရဲ့အကြည့်တစုံခရူးစီတစုံထပ်ထည့်ပေးပြီးနှံသွားအောင်တခြားလေးမွေးထားပေးလိုက်ပါမယ်နောက်ထပ်ခုနအေးခဏတဲ့ကြက်သားလေးတွေကိုအမြောင်လေးတွေဖြစ်အောင်ခွာထားပေးလိုက်ပါမယ်ခုနဖြော်ထားတဲ့ sauce လေးကိုအပေါ်ကနေလောင်းပေးပြီးသွားရင်တော့အရန်ကုန်မွေးပြီးစားလို့ကောင်းတဲ့ကြက်သားချွတ်တုံလေးကိုရပါပြီနော်။